အဖိုးကအသက်68နှစ်အဖွားကအသက်89နှစ်ရှိပြီဖြစ်ပြီးသူတို့နှစ်ယောက်ပေါင်းတင်လာခဲ့ကြတာ86နှစ်တိုင်ခဲ့ပြီဖြစ်တယ်လို့အခုထိလည်းတယောက်ကိုတယောက်အရင်တိုင်းချစ်နေကြတုန်းဖြစ်ပါတယ်အဖွားကကြွေကြနေတဲ့တည့်ရွက်တွေကိုတမျက်စီးလဲတဲ့အခါအဖိုးကတည့်ရွက်ပုံကိုကောက်ယူပြီးအဖွားပေါ်ပြစ်တင်တတ်ပါတယ်အဖွားကမျက်စက်မှာဟင်းသီးဟင်းရွက်စေးတဲ့အခါအဖိုးကရေထဲကိုကြောက်ခဲလေးတွေပစ်ချတတ်ပါတယ်အဖိုးဟာအဖွားရဲ့ဘေးနားကနေခဏလေးတောင်မခွာပဲနေတတ်ပါတယ်ခြံထဲမှာအလှပဆုံးပန်းတွေပွင့်တဲ့အခါတိုင်းအဖိုးကအဖွားအတွက်အမြဲကူးပေးလေးရှိပြီးအဖွားရဲ့နေရွက်နောက်မှာပန်းပွင့်လေးပန်ပေးရင်းအဖွားဟာပန်းတွေထက်တောင်ပိုလာသေးတယ်လို့ပြောလို့ရှိပါတယ်ညဘက်ရောက်တဲ့အခါအဖွားကအမှောင်ကြောက်တတ်ပြီးအိမ်သားကိုတယောက်တည်းမသွားရတဲ့အတွက်အဖိုးကတကားအပြင်ဘက်ကနေတချင်းဆိုပြပြီးနှစ်သိမ့်ပေးပါတယ်အဖွားအပြင်ပြန်ထွက်လာတဲ့အခါအဖိုးချမ်းနေသလားလို့မေးတတ်ပါတယ်သူတို့ဟာငယ်ချစ်ဦးတွေဘဝကနေအခုတော့သပင်ဖြူဖြူနဲ့အဖိုးဖွားတွေဖြစ်ခဲ့ကြပါပြီအဖိုးငယ်စဉ်ကလက်တစ်ဖက်ထဲနဲ့မနိုင်ခဲ့တဲ့ထင်းချောင်းတွေကိုအခုခါမှာတော့ခဏခဏအနားယူပြီးမှမနိုင်ရတော့တာဖြစ်ပါတယ်ဒါပေမဲ့အဖိုးကထင်းတွေကိုသူကိုယ်တိုင်ပဲမှထမ်းသွားဖို့အမြဲဆွဲဆက်နေတတ်ပြီးအဖွားကတော့ဘေးနားကနေစိတ်အေးချမ်းစွာအတူတူလမ်းလျှောက်ပေးပါတယ်အဖိုးကသူ့အသက်100အထိနေရအောင်မှဖြစ်ပြီးအဲ့ဒီအချိန်ကျရင်လည်းအဖွားကသူ့အတွက်စာမီးဖို့ပေးရအောင်မယ်လို့အမြဲစာနောက်လေးရှိပါတယ်အဖွားကတော့သူ့ကိုမပြုစုချင်တော့ဘူးလို့ပြောတတ်ပေမဲ့အဖိုးကတနခါးသီးချင်းဖက်စားချင်တယ်လို့ပြောလိုက်တာနဲ့အိမ်ပြန်ရောက်တာနဲ့ချက်ချင်းပြင်ဆင်ပေးတတ်ပါတယ်အဖွားဘာပဲချက်ချက်အဖိုးကအမြဲတမ်းအရသာရှိတယ်လို့ပြောလို့ရှိပါတယ်အဖိုးဟာကြိုက်တဲ့ဟင်းဆိုရင်အများကြီးစားပြီးမကြိုက်ရင်တော့နည်းနည်းပဲစားတတ်ပါတယ်အဲ့ဒီနှစ်ကစောင်းရာသီဟာမြန်မြန်ဆန်ဆန်ရောက်ရှိလာခဲ့ပြီးခြံဝင်းတစ်ခုလုံးဟာစီးနှင်းထူထူတဲ့အောက်မှာမြုပ်နှံသွားခဲ့ပါတယ်ရာသီရဲ့ပထမဆုံးကြားတဲ့စီးနှင်းကိုစားရင်မျက်စိပိုလင်းစေတယ်လို့အဖွားကြားပူထားတဲ့အတွက်သူတို့နှစ်ယောက်ဟာဇွန်းနဲ့စီးနှင်းတွေကိုအလှည့်ကျစားခဲ့ကြပါတယ်အဖိုးကသူ့အလှည့်စားပြီးတဲ့အခါတောင်တန်းရဲ့အခြားတစ်ဖက်အထီတောင်မြင်နေရပြီလို့ပြောလိုက်တာကြောင့်အဖွားမှာကျဲလောင်စွာရေမောလိုက်ရပါတယ်မကြမီမှာပဲသူတို့နှစ်ယောက်ဟာခြံဝင်းထဲမှာအတူတူနှင်းခဲပြစ်တန်းကစားခဲ့ကြပါတယ်သူတို့ဟာအယုံနှစ်ယုတ်လုပ်ခဲ့ကြပြီးအဖွားကနှုတ်ခမ်းစုကလက်တွေအေးနေပြီလို့ပြောတဲ့အခါအဖိုးကအဖွားရဲ့လက်ကလေးတွေကိုသူ့လက်ဝါးထဲထည့်အုပ်ပြီးနှွေးထွေးတဲ့လေးမုတ်ပေးခဲ့ပါတယ်နှစ်တစ်ကူနီးကပ်လာတဲ့အခါသူတို့ရဲ့သားသမီးတွေအတီးတီးအိမ်ကိုပြန်ရောက်လာကြပြီးအိမ်ကြီးဟာရုတ်တရက်ပြန်လဲစီကားလာခဲ့ပါတယ်သူတို့နှစ်ယောက်ဟာမြေမလေးကိုအတူယူပြီးအားလုံးအတွက်လက်ကလေးတွေနဲ့အချစ်တင်ကေတာပုံစံလုပ်ပြခဲ့ကြပါတယ်သူတို့နှစ်ယောက်ကြားကချစ်ချင်းမြတ်တာဟာသားသမီးတွေတောင်မမနာလိုပဲမနေနိုင်စရာဖြစ်ခဲ့ရပါတယ်ရေမောတန်တွေနဲ့ပြည့်နှက်နေတဲ့အိမ်ကြီးကသူတို့နှစ်ယောက်လုံးကိုပျော်ရွှင်စေခဲ့ပေမဲ့အဲ့ဒီနေ့ရဲ့တာယာတဲ့ရက်တွေဟာကြာရှည်မခံခဲ့ပါဘူးအဖွားပြုတ်လုပ်ထားတဲ့နှင်းရုပ်ရဲ့မျက်လုံးတစ်ဖက်ပြုတ်ကျသွားခဲ့တယ်လို့အဖိုးရဲ့ကျမ်းမာရေးကလည်းစတင်ယိုယွင်းလာခဲ့ပါတယ်ညတိုင်းအဖိုးဟာတညလုံးချောင်းဆိုးနေခဲ့ပါတယ်အဖိုးဟာအလင်းရောင်မရှိတဲ့ညတွေကိုကြောက်ရွံ့လာခဲ့ပြီးတနေ့နေ့မှာပြန်လို့မလာတော့မှကိုစိုးရိမ်နေခဲ့ပါတယ်အရင်ကလျှက်စစ်မီတာတက်တာအောင်စောစောပိတ်လေးရှိတဲ့မီးလုံးတွေကိုအခုခါမှာတော့တညလုံးလင်းထိန်ထားခဲ့ရပါတယ်အဖွားဟာအဖိုးအိပ်ပျော်သွားတာကိုအမြဲစောင့်ကြည့်ပြီးမှစိတ်အေးလက်အေးနားလေးရှိပါတယ်ဒါပေမဲ့အဖွားနှစ်ချိုက်စွာအိပ်ပျော်သွားတဲ့အခါအဖိုးဟာမျက်လုံးတွေကိုတိတ်တဆိတ်ဖွင့်ပြီးအဖွားရဲ့မျက်နှာလေးကိုအသာအရာတက်ပေးတတ်ပါတယ်အဖိုးရဲ့ကျမ်းမာရေးဟာပုံမိုဆိုးရွားလာခဲ့ပြီးအခုခါမှာတော့ခြေလမ်းနဲ့ငယ်လှမ်းပြီးတိုင်းအနားယူနေရပါတယ်ဒါပေမဲ့အဖိုးဟာအဖွားရဲ့လက်ကိုခဏလေးတောင်လွတ်မပေးခဲ့ပါဘူးတနေ့မှာတော့အဖိုးဟာပြုတ်ကျသွားတဲ့မှန်ကိုပြန်ချိတ်ချင်ခဲ့ပေမဲ့သူတို့နှစ်ယောက်လုံးဟာအိုမင်းနေပြီဖြစ်တာကြောင့်မရွှေ့နိုင်ခဲ့ကြပါဘူးအဖိုးဟာဒီလောကကနေမထွက်ခွာမီအဖွားအတွက်အရာရာကိုတေချာပြင်ဆင်ပေးချင်ခဲ့ပါတယ်အဖွားရဲ့မွေးနေ့မှာသားသမီးတွေအားလုံးအိမ်ပြန်ရောက်လာကြပေမဲ့ထမင်းစပွဲမှာမိဘတွေကိုဘယ်သူပြုစုမလဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေထပ်မံဖြစ်ပွားခဲ့ပါတယ်သားသမီးတွေဟာမိမိတို့ရဲ့လောကီဒုက္ခတွေကိုစကားဆွဲထုတ်ရင်းတာဝန်ကိုအပြန်အလှန်လွှဲချနေခဲ့ကြပါတယ်အဖိုးနဲ့အဖွားဟာတိတ်ဆိတ်စွာထိုင်နားထောင်နေခဲ့ကြပြီးအဖိုးကသူမရှိတော့ရင်အဖွားဘာဖြစ်ကြရင်မလဲဆိုတာကိုစိုးရိမ်နေခဲ့တယ်လို့အဖွားကတော့တိတ်တဆိတ်မျက်ရည်တုံနေခဲ့ပါတယ်အဲ့ဒီနေ့ဟာသူတို့ဆေးရုံမှာပုံမှန်ဆေးရမယ့်ရက်ဖြစ်တာကြောင့်ဝစ်စုံတူလေးတွေဝစ်ဆင်ပြီးလက်ချင်းတွဲကရှောင်လန်းသွားခဲ့ကြပါတယ်အဖွားဆေးစစ်နေစဉ်အတွင်းအဖိုးဟာဘေးနားမှာအကူညီမဲ့စွာရက်နေခဲ့ပါတယ်အဖွားကနာကျင်မာကိုကြောက်တတ်တာကြောင့်ဆေးမထိုးမိကလေးကစတင်အော်ဟစ်ငူယူခဲ့ပါတယ်ဆေးထိုးပြီးတဲ့အခါအဖွားကအဖိုးကိုစကားတခုမှမပြောဘဲထိုင်နေတယ်လို့ဖြစ်တောက်ပြောခဲ့ပါတယ်အဖိုးကတော့ဘာမှပြန်မပြောဘဲအဖွားရဲ့နာကျင်နေတဲ့ဒူးကောင်းလေးကိုတိတ်တဆိတ်ပုတ်တက်ပေးခဲ့ပါတယ်ရက်အနှဲငယ်ကြာမှသူတို့ရဲ့ခွေးကလေးရုတ်တရက်တိတ်ဆုံးသွားခဲ့တာကြောင့်အဖွားကမျက်ရည်တွေနဲ့မြုပ်နှံပေးခဲ့ပါတယ်အဖိုးရဲ့ရင်းရိုင်နေတဲ့ကြောပြင်ကိုကြည့်ရင်းအဖိုးထွက်ခွာသွားတဲ့အခါသူ့ကိုပါတပါးရဲခေါ်ဆောင်သွားဖို့အဖွားကတိတ်တဆိတ်ဆူတောင်းခဲ့ပါတယ်အဲ့ဒီညမှာအဖိုးဟာချောင်းဆိုးတာမရက်နိုင်ခဲ့ပြီးအဲ့ဒီနေ့ကစပြီးအိပ်ရာထဲမှာပဲလဲနေခဲ့ရပါတယ်ဆရာဝန်ကအဖိုးဟာအလွန်တရာအိုမင်းနေပြီဖြစ်တာကြောင့်ဘာဆေးမှကူညီနိုင်တော့မှမဟုတ်ဘူးလို့ပြောခဲ့ပါတယ်သားသမီးတွေဟာအဖိုးရဲ့အိပ်ရာနားမှာဒူးထောက်မှုကျွေးရင်အဖိုးကိုတေချာမပြုစုနိုင်ခဲ့တာကိုနောင်တရနေခဲ့ကြပါတယ်အဖိုးကတော့သူတို့ကိုလက်ရမ်းပြရင်မိမိတို့ရဲ့ဘဝအသီးသီးကိုတွားရောက်စီမံကြဖို့ပြောခဲ့ပါတယ်အဲ့ဒီနေ့မှာအဖိုးအိပ်ပျော်နေစဉ်အဖွားဟာအဖိုးရဲ့အဝိစားအားလုံးကိုစုစည်းပြီးမိတဲ့ကိုနောက်ဆုံးတစ်ခုအထိပစ်ထည့်ခဲ့ပါတယ်အဖိုးချမ်းနေမှာကိုစိုးရိမ်တဲ့အတွက်စောင်းတစ်ထည်ကိုပါမိရှုပေးခဲ့ပါတယ်အဖိုးဟာကိုတေချာပြုစုလေးမရှိသူဖြစ်တာကြောင့်အဖိုးအတွက်အရာရာကိုကြိုတင်ပြင်ဆင်ပေးခြင်းခဲ့တာဖြစ်ပါတယ်ဆက်စီမပါပဲကောင်းကင်ဘုံကိုဘာမှဝစ်စရာမရှိပဲရောက်သွားမှာကိုအဖွားမလိုလားခဲ့ပါဘူးအဖိုးနဲ့ပတ်သက်ပြီးအဖွားလက်မလွတ်နိုင်တဲ့အရာတွေအများကြီးရှိနေခဲ့ပါတယ်အဖိုးနည်းနည်းတက်တာလာတဲ့အခါတိုင်းအဖွားကအဖိုးရဲ့ဘေးနားမှာထိုင်ပြီးမရက်မနာစကားပြောပေးတတ်ပါတယ်အိမ်မှာမွေးလာတဲ့ခွေးပေါက်ကလေးတွေအကြောင်းပြောပြတဲ့အခါအဖိုးဟာအလွန်အားနည်းနေပြီဖြစ်ပေမဲ့မျက်နှာမှာပျော်ရွှင်စွာနဲ့နားထောင်ပေးခဲ့ပါတယ်စစ်မှန်တဲ့ချစ်ချင်းမြတ်တာဟာဒီလိုတင်းငယ်တဲ့နေ့စဉ်အခိုက်အတန့်လေးတွေထဲမှာပုံပွင့်နေခဲ့တာဖြစ်ပါတယ်အခုချိန်မှာတော့အဖိုးရဲ့ကျမ်းမာရေးဟာအလွန်ဆိုးရွားနေပြီဖြစ်ပါတယ်အဖွားကအဖိုးရဲ့ချိုက်ဝင်နေတဲ့ဝမ်ပိုက်ကိုလက်နဲ့ပုတ်တက်ရင်းရင်ထဲကနာကျင်မှုကြောင့်ငငိုပဲမနေနိုင်ခဲ့ပါဘူးအဖိုးရဲ့နောက်ဆုံးရက်တွေမှာအဖိုးကိုဆေးရုံပို့ဆောင်ခဲ့ရပြီးအဖွားကနောက်ကနေဂယုတစိုက်လိုက်ပါသွားခဲ့ပေမဲ့အထဲကိုဝင်ဖို့အလွန်ကြောက်ရွံ့နေခဲ့ပါတယ်
အဖွားလုံးနိုင်တာဆိုလို့တကားဝမှာရက်ပြီးအကူညီမဲ့စွာငိုကြွေးဖို့ပဲရှိခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါအဖွားကသူ့ရဲ့လှပတဲ့ဝတ်စုံတွေကိုတင်စီလိုက်ပြီးဝမ်းနေခြင်းအဝတ်စားတွေကိုရှော့ဖို့ကပြင်ဆင်ထားခဲ့ပါတယ်အဖွားဟာအဖိုးနဲ့အတူတူတေဆုံးရရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲဆိုတာကိုခဏခဏစိတ်ကူးရင်လေးရှိပါတယ်လူတွေဟာပန်းတွေတစ်ပင်တွေနဲ့မခြားနာပြအားလုံးဟာမိမိတို့ရဲ့အလှပဆုံးရာသီမှာပွင့်လန်းကြပြီးနောက်ဆုံးမှာတော့ညှို့နှွမ်းရမယ့်နေ့ကိုလက်ခံကြရမယ်လို့အဖိုးကပြောလို့ရှိပါတယ်အဖိုးဟာတည်ခြင်းတရားကိုအမြဲတမ်းပုံမှန်အတိုင်းပဲလက်ခံခဲ့ပေမဲ့နောက်ွယ်မှာခြံထားရမှာကိုမခံမရက်နိုင်ဖြစ်ခဲ့ရတာကတော့အဖွားတယောက်တည်းသာဖြစ်ပါတယ်နောက်ဆုံးမှာတော့စီးနှင်းတွေဖုံးလွှမ်းနေတဲ့ဆောင်းရာသီအလဲမှာအဖိုးထွက်ခွာသွားခဲ့ပါတယ်အဖွားကအဖိုးရဲ့အဝတ်စားတွေကိုမိရှုပ်ပေးခဲ့ပြီးသူ့မရှိရင်လည်းကိုကိုဂရုစိုက်ဖို့ပြောကြားခဲ့ပါတယ်အဖိုးကိုလွမ်းလိုက်တာအိတ်ချင်နေပြီးအဖိုးကိုလွမ်းနေပေမဲ့ငါအိတ်ပြောပါမလားဆိုပြီးအဖိုးရဲ့တင်ကြိုင်းကူရှိမှာအဖွားဟာတယောက်တည်းအချိန်ကြာကြီးငိုကြွေးနေခဲ့ပါတယ်